ပတ်စံ35သိန်းရှိတယ်ဗျာဘယ်ဖုန်းကန်ရင်ကောင်းလဲဝေပွဲလို့မရဘူးဖြစ်နေ Samsung ရဲ့ S25 Ultra နဲ့ iPhone ရဲ့15 Pro Max မင်္ဂလာပါကျွန်တော်ဝေ Mobile Shop ပါ35သိန်းဝန်းကျင်မှာဘယ်ဖုန်းကန်ရမလဲခဏခဏကျွန်တော်မေးနေတယ်ကျွန်တော်ရဲ့ customer တွေရှိတယ် iPhone user တွေလည်းရှိတယ်လို့ Samsung user တွေလည်းရှိတယ်ဘယ်ဖုန်းလေးကဘူးအတွက်တင့်တော်ပြီးတော့ဘယ်ဖုန်းလေးပိုကောင်းလဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးမှာအတူချုံလေးပြောပြပေးပါမယ်ဒီကျွန်တော် Samsung ကနေပြီးတော့စပြောပြရမယ် Samsung S25 Ultra ဘက်ထရီ 5000 mAh ကိုသုံးနေတာ CPU က Snapdragon 8 Lite ကိုသုံးနေတာပြီးတော့ကင်မရာ200 megapixel ကိုသုံးနေတာ display က Dynamic AMOLED ကို LTPO 120Hz နဲ့တော်တော်ကြီးကိုစိုးတောက်တဲ့ display သုံးပေးထားပြီးတော့ design က၄တောက်ကြကြလေးနဲ့ titanium body ကိုသုံးပေးထားတယ် Samsung ရဲ့ S Pen လေးကိုကိုယ်တိုင် creation လုပ်ပြီးတော့ S Pen လေးနဲ့အသုံးချတဲ့လူတွေကင်မရာကို zoom ဆွဲပြီးတော့ zoom ဆွဲရတာဝါသနာပါတဲ့လူတွေနောက်တစ်ခုရုပ်ထွက်ကိုလုံးဝ၄တောက်ကြကြလေးနဲ့ full view လေးနဲ့သုံးနေတဲ့လူကြီးကြိုက်တယ်ဆိုတော့ Samsung S25 Ultra ကိုရေးပါဘက်ထရီလည်းgoodပါတယ်ကျွန်တော်ကိုယ်တိုင်လည်းအကြာကြီးစမ်းသုံးခဲ့တဲ့ model ဖြစ်တဲ့အတွက်ကြောင့်တော်တော်ကောင်းတဲ့ model လို့ပြောလို့ရတယ်ဒီကောင်လေးကတော့ iPhone 15 Pro Max လေးဖြစ်တယ် iPhone 15 Pro Max လေးကဘာအားတာလဲမေးရင် Apple ရဲ့ ecosystem အားတာတယ်မိတ်ဆွေက Apple Watch iPad MacBook အဲ့လိုမျိုးတွေသုံးနေတယ်ဆိုတော့ဘာမှမစဉ်းစားပါနဲ့ iPhone ကရွေးချယ်ပါ Apple ရဲ့ ecosystem ရန်ကောင်းတယ် software security ဘက်အရန်ကောင်းတယ်ဗီဒီယိုမှာဆိုရင်တော့ S25 Ultra တက်ကိုဒီကောင်က iPhone 15 Pro Max ဗီဒီယိုပိုတာပါတယ်ကင်မရာမှာတော့မတာပါဘူးဒီကောင်ကနောက်ပြီးတော့ gaming performance မှာ FPS ညိနေဒီကောင်ကကျတော့ gaming performance လည်းကောင်းတယ်ဒါပေမဲ့ iPhone က FPS မညိဘူးဒါပေမဲ့ဒီနှလုံးမှာသူ့မတာကိုမတာကျွန်တော်တို့ဗျာဟိုစာရွက်ပေါ်မှာတာဟိုဖွဲမှာတိလို့ရမယ်ဥစ္စာမျိုးတွေ daily use မှာလုံးဝမတိရတော့ဘူးနှလုံးကတော်တော် perfect ဖြစ်တဲ့ဖုန်းကြီးတွေဖြစ်ပါတယ်ဒီနှလုံးထဲမှာဆိုလို့ရှိရင်35သိန်းဝန်းကျင်မှာကျွန်တော်ကိုရွေးပါလို့เนาะကျွန်တော် Samsung S25 Ultra ကိုရွေးပါမယ်မိတ်ဆွေတို့ကဘယ်ဖုန်းလေးကိုရွေးလဲဆိုတော့ comment ထဲမှာဖြေပြီးသွားပါဒီဖုန်းနှလုံးကကျွန်တော်တို့ရဲ့ mobile shop မှာရှိပါတယ်ဒါမျိုးဖုန်းလေးတွေကိုရွေးချယ်ဝယ်ယူတင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ mobile shop ကိုလမ်းခဲ့ပါဒီကောင်လေးရဲ့ဈေးနှုန်းလေးက38သိန်း5000ပြည့်ပြီးတော့ဒီကောင်လေးက39သိန်း5000ပြည့်ပါတယ်နှလုံးလုံးလုံးဝအတစ်တိုင်းစီးရန်ပိတ်မငွေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာကြည့်ကြအောင်